လူတယောက်ကိုတိုက်ခိုက်လာပြီဆိုရင်ဘယ်လိုတုံ့ပြန်မလဲရှူရှူရှာရှာနဲ့ထိမ့်မနိုင်သိမ့်မရပုံစံမျိုးနဲ့တုံ့ပြန်မလားသို့မဟုတ်ကြီးကြီးနဲ့ပဲငြိမ်သက်တုံ့ပြန်မလားဘယ်နည်းကိုရွေးမလဲမှန်းနေအောင်တော့ကျက်စိတ်တာလူမသိဘူးဝတ်အော်တာလူသိတယ်ဆိုတဲ့စကားကအလကားမဟုတ်ဘူးကိုယုံမပြတ်ပြတ်သွားအောင်နည်းနည်းလေးဟန်ချက်မလွဲအောင်မယိုင်အောင်တွန်းထိုးမဲ့လူတွေဆိုတာရှိတယ်အဲ့တော့သူတို့နည်းနည်းတွန်းတာနဲ့ကိုကနည်းနည်းယိုင်ပြလိုက်တယ်သူတို့နည်းနည်းတိုက်ခိုက်တာနဲ့ကိုကနည်းနည်းတုံလှုပ်ပြတယ်ဆိုရင်အဲ့ဒါတိုက်ခိုက်တဲ့သူတွေအနိုင်ရတယ်လို့ခေါ်တယ်လောကဆိုတာလောကဓာတ်နဲ့ကြုံရမှာပဲအဲ့ဒီလောကဓာတ်ဆိုတာမှလည်းပဲကိုယ်တည်းမြင်နေလို့ချင်းပုတ်ချမယ်လေဘယ်တန်းတူဆိုရင်ပခုံးချင်းတိုက်မယ်နှိမ့်မယ်ဆိုရင်တက်နေမယ်ဒါပဲအဲ့ဒီသဘောပဲရှိတယ်အဲ့ဒီမှာမှစိတ်ကောင်းနှလုံးကောင်းနဲ့မေတ္တာတရားတွေကရုဏာတရားတွေမုဒိတာတရားတွေကျင့်သုံးနေတဲ့ရှားပါသောသူတွေဒီသာလည်းကိုမြင့်နေရင်လည်းပဲဝမ်းသာပေးနိုင်တယ်နှိမ်သွားရင်လည်းပဲကိုချင်းစားပြီးတော့ဖေးမှပေးကြမယ်အဲ့ဒီလိုလူမျိုးတွေရှိတယ်ဆိုပေမဲ့လူဆိုရင်အတိုက်ခိုက်တွေနဲ့တွေ့ပါလိမ့်မယ်အဲ့ဒီအတိုက်ခိုက်တွေကြောင့်သူတို့ရဲ့သဘောထားတွေကိုကိုနားလည်ဖို့လိုတယ်တိုက်လာတဲ့အခါတည်ငြိမ်ရင်ဆိုင်မယ်စကလုံးနဲ့တိုက်လဲမသိသလိုမကြားသလိုနေလိုက်နိုင်ရင်သူပေးတဲ့အဖို့ကိုယ်စီမရောက်ဘူးသူပေးတဲ့အကုသိုလ်ကိုယ်စီမရောက်ဘူးသူပြစ်လိုက်တဲ့များကိုမဆိုင်ဘူးလို့အဓိပ္ပာယ်ရတယ်အဲ့တော့သူပေးခြင်းတလောက်ပေးသူပေးတဲ့အကုသိုလ်ကိုမယူဘူးနမူနာအားဖြင့်သူကကိုကြမ်းတမ်းစကလုံးတွေနဲ့ပြောတယ်ကိုကဘလို့မှမခံစားဘူးအဲ့ဒါဆိုလို့ရှိရင်သူ့အလုပ်ကမထိရောက်ဘူးလို့ခေါ်တယ်နောက်ကြံတော့တိုက်ခိုက်နည်းမျိုးစုံနဲ့တိုက်ခိုက်တယ်မသိသလိုနေတယ်ကိုအလုပ်ကိုသာကိုအာယုံဆိုင်တယ်ကိုအလုပ်ကိုအာယုံဆိုင်ရင်အလုပ်ပြီးတယ်ဒီနေ့ကိုအိမ်မှာရှော်စရာဖို့စရာရှိရင်ရှော်ဖို့နေလိုက်ခြင်းအပြင်အဝတ်ကိုရှော်ရင်အဝတ်ဖြူမယ်အိုးတွေခွက်တွေတိုက်လို့ရှင်အိုးတွေခွက်တွေပြန်တန့်သွားမယ်အိမ်ကိုတန်ရှင်းလုပ်ရင်အိမ်တန့်သွားမယ်ကိုယ့်အိမ်ထဲမှာကိုစိတ်ချမ်းသာသွားမယ်အဲ့တော့ကိုတိုက်ခိုက်တဲ့သူတွေကိုယ့်အပေါ်မှာမလိုတဲ့သူတွေကိုခေါင်းထဲထည့်ထားရင်ကြာရှုံးတာပဲ